မင်္ဂလာပါအရှင်ဟုတ်ဒီတစ်ပတ်ဖိုတိုဗီဒီယိုလေးမှာတော့ညီမတို့ဒီ ticketing နဲ့ visa နေပြီးတော့မှ information ကြောင်းလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ညီမ visa department ကရတနာနဲ့တူတူကျွန်တော်က ticketing department မင်းခန့်ဖြစ်ပါတယ်ဗျဒီ information ကြောင်းရလေးတဲ့ဒီနေ့မှဆိုလို့ရှိရင်เนาะဒီ visa နဲ့ပတ်သက်လို့ဆိုလို့ရှိရင်เนาะနိုင်ငံဂျပန်နိုင်ငံသွားလက်မယ်ဆိုလို့ရှိရင်ဘာလိုအပ်မလဲနောက်အခုဆိုလို့ရှိရင်ဒီ time visa တွေနဲ့ပတ်သက်ပြီးတော့ဗောနော်မပြောရလေးကြာနေပြီဖြစ်တဲ့အတွက် time visa လိုအပ်ချက်လေးလည်းပြပြပေးသွားမယ်နောက် ticketing အနေနဲ့မှာကကြတော့ ticket အနေနဲ့မှာကြတော့အခုလက်ရှိเนาะ moving ဆိုတော့ promotion လေးတော့ချာရှိမယ်အမြဲ promotion လေးချနေတော့ကြားတယ်အဲ့ဒါဆိုတော့ဒီအမြဲ promotion လေးတွေကဘယ်နေရာနေပြီးတော့စပြီးတော့မှပြီးတော့ email ဆိုတာလေးတစ်ချက်ပြောပြပါဒီ14ရက်နေ့ August ထဲကစချတာပေါ့နော်30ရက် August ဆိုပြီးပါပြီဗျသူကဟိုဒီရန်ကုန်ဘန်ကောက်ရန်ကုန် international စတာအကုန်လုံးချလာတာအမြဲ3000သူတို့ရက်တက်မှတ်ချက်ရှိရဟုတ်ခီးသွားမယ်ရက်ပေါ့နော်သူက30စက်တင်ဘာအထိပဲသတ်မှတ်ထားတာ30စက်တင်ဘာဆိုတော့အေးပေါ့နော်အဲ့ဒီ30စက်တင်ဘာကြာမှသွားမဲ့ခီးတဲ့အတွက်ကိုသူကချပြီးထားတာဝယ်တာကြတော့အခုဒီလတွေမှာဝယ်ဆိုလို့ရှိရင်ဝယ်ရမှာဟုတ်ဒါပေမဲ့ခီးစင်ကတော့30စက်တင်ဘာအထိပဲခီးစင်ရှိရတရက်အောက်တိုဘာ2ရက်အောက်တိုဘာမရတော့အဲ့ဆိုတော့ဒီကူတကယ်လို့က promotion လေးမိချင်တယ်တကယ်လို့ကူကဒီပေါ့နော်အနီးချင်းနိုင်ငံလေးဖြစ်တဲ့ထိုင်းနိုင်ငံကိုပဲသွားမလေးကိုပဲသွားဒါအမြိုင်ပဲနိုင်ငံကိုပဲဆွဲဒီ promotion မှာအကျုံးဝင်နေတာဒါပေမဲ့တက်ချက်လေးနေလည်းကြတော့ချက်လေးနေနေကတော့ရှိရဗျသူက one way ဆိုရတယ် round trip ဆိုလည်းရတယ်ဒီလိုပေါ့ရန်ကုန်ကနေဒီဘန်ကောက်သွားမယ်ဆိုတုဝနာဘုံကြီးသွားပြီးတုဝနာဘုံကြီးကနေပြန်လာတာဆိုရင်လည်းရတယ်တကယ်လို့သူကဟိုမာကြီးဆက်သားဆိုမရတော့ဘူးဗျာကျွန်တော်ဟိုနောက်ပိုင်းထုတ်နေတဲ့ ticket အင်္ဂလိပ်ကလည်းထုတ်တာရှိပါတယ်ရန်ကုန်တနန်းကနေမပြန်လာပဲဟန်နွိုင်းကနေရန်ကုန်ပြန်လာမယ်ဆိုအဲ့လို ticket တွေမရတော့အဲ့လိုနိုင်ငံတူနေရအောင်မှ airport မတူဘူးဆိုလို့ရှိရင်အတူပေါ့နော်အဲ့ဆိုလို့ရှိရင်တကယ်လို့ဒီ promotion နဲ့အကျုံးဝင်နေဆိုလို့ရှိရင်ဟိုကဒီ airport တူရမယ်နောက်အသွားပြန်ဖြစ်နေရဆိုရင်တော့မှဟိုကတားလိုက်ပါတော့ဟိုဘန်ကောက်လောက်ကနေဘန်ကောက်လေးစိတ်ပေါ့နော်ဆိုတော့လေးစိတ်ဟိုမှာကျတော့သူနာဘူမီလေးစိတ်ရှိမယ်နောက်ထုံမောင်းရှိမယ်ဆိုတော့ထုံမောင်းမှာဝယ်ထားပြီးတော့အသွားကိုထုံမောင်းမှာဝယ်ပြီးအပြန်အောင်ကျတော့သူနာဘူမီကပြန်လာမယ်ဆိုလို့ရှိရင်လည်းမရ promotion မရတော့မရအော်ဆိုထုံမောင်းကိုသွားပြီးထုံမောင်းအသွားကိုလည်းထုံမောင်းကိုသွားပြန်တဲ့ခါကျလို့ရှိရင်လည်းထုံမောင်းပြန်လာအဲ့လိုဆိုရင်တော့ရတယ်3000ပြန်အမ်းပြီးရဆိုတာ short ပေးရပါတော့เนาะကျွန်တော်ဒီဝင်ထားပါတော့လိန်နဲ့မှ9,8000ကျရဆိုကျွန်တော်တို့မှာ9,4000ကျော်လောက်နဲ့ရအေးပေါ့နော်ဒါလေးကကျသူတို့ရဲ့ဒီအမြန်နှစ်ပြည့်လာမသိဘူးเนาะ33နှစ်ပြည့်လို့ထား33နှစ်ပြည့်ဟုတ်အခုတော့ပဲအမကြားတယ်အမေရောအမှန်နေရောထပ်ပြီးတော့မှလေလင်းလေးအစည်းတိုးလာတယ်လို့ကြားတယ်နော်အဲ့ဒါတော့သူတို့စီဝေးလောက်တော့ကတော့ချိန်ညာထားရရှိရတော့ဘယ်လိုလဲဆိုတော့လိန်အတက်တွေထပ်ရောက်ဖို့ရှိရအဲ့ဒါတွေကအမြန်ဆုံးစီစဉ်နေရလို့ပြောတာပဲဟုတ်အတက်တွေလုပ်ပေးမယ်တက်တွေလုပ်ပေးမယ်အဲ့တော့စီးတိုးလာတဲ့ခါကျတော့လည်းအဆင်ပြေတာပေါ့နော်နောက်အခုဆိုလို့ရှိရင်အဲဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်း airport တက်တွေနော်ဟုတ်အဲ့ဒါလေးတွေပေါ်လာတယ်ပြင်ဦးလွင်အနီးစခန်းပေါ့အခုအတက်ပေါ်လာတာဟုတ်အခုဆိုရင်ရန်ကုန်အနီးစခန်းသူကရှမ်းပြည်တစ်ခုလုံးတော့အကြီးဆုံးလေသိပုံစံသတ်မှတ်လိုက်တာဗျာအခုလောလောဆယ်အနေနဲ့ပေါ့အဲ့လိုသတ်မှတ်ထားရဗျာအခုတော့စတင်ပြည့်ဆွဲနေပြီလားပြည့်ဆွဲနေပြီ MAI တို့ MNA တို့မှာလည်းရတခြား line တွေမှာလည်းရပြီဗျာဟုတ်အဲ့ဒါကျတော့ဟိုပေါ့နော်ဟို Apple ကကျတော့သူကဘယ်လာနဲ့နေမလဲမသိဘူးနော်အနီးစကန်ဆိုတော့အနီးသူပင်ဦးလင်နဲ့နေရဗျာပင်ဦးလင်မျိုးမှာအဲ့ဒီပြောလို့သွားပြီးတော့မှဒီရန်ကုန်ကနေပေါ်သွားလက်ချင်းနဲ့တွေ့ဆိုလို့ရှိရင်ကားနဲ့သွားတယ်လို့သွားကြမလို့မနေ့ flight နဲ့ရန်ကုန်ကနေပြင်ဦးနဲ့တိုင်းရအနီးစခန်းအောင်အခုဆိုလေသိပ်ပေါ်ပြီးတော့လေရင်နေစတင်ပြေးဆွဲနေပြီးတော့သွားလို့ရတယ်အဲ့ဒါတိုင်း flight ဖြစ်သွားတော့အထက်ထဲမှာသူတို့ချို့ဆိုလို့ရှိရင်ဟိုမတို့တိုင်းတို့ဘက်တို့သွားရမျိုးဆိုလို့ရှိရင်သူကတခါကြလို့ရှိရင်တိုင်းရိုက်ရှိတခါကြလို့ရှိရင်သူတို့ကျွန်းပတ်တာလားလို့ခေါ်တာလားလို့လေးရှိရနော်ဟုတ်တယ်ရှိတယ်မဟုတ်ပဲနဲ့လေဒါမဲ့ဒီခုဒီအနီးစကန်လေးစိတ်ကကြတော့ဒါတိုင်းရိုက်ပဲပေါ့နော်တိုင်းရိုက်ပဲဗျဟုတ်ကဲ့ပြန်မဲ့ချိန်ကကြတော့ဘယ်လောက်ရှိမလဲမသိပါဘူးပြန်မဲ့ချိန်ဘယ်လောက်မှမရှိသူရန်ကုန်မန်းလေးလောက်ပါပဲရန်ကုန်မန်းလေးဆိုတနားခွဲကျော်ရဆိုအဲ့ဒီလောက်ပတ်ချလေးပဲဗျအဲ့ဒီနည်းနည်းလေးပဲပုံများပါ flight တွေကကြတော့ဘယ်ချိန်နေထွက်တာလဲမသိဘူး flight ကသူကတပတ်ကို9ရက်လောက်ပဲရှိရလောလောဆယ်တွေ့ရ morning flight လာတော့မဟုတ်ပဲချိန်တွေကကြတော့ချိန်တွေကတော့မတူတော့ဘူးဒီကျွန်တော်တို့ဒီမြန်မာဟိုဘယ်လိုပြောရမှာပြည်တွင်း flight တွေကမိုးသွင်းဆိုရင်ဟိုမိုးရွာရဲ့ချိန်တွေတို့မဆွဲဘူးအချိန်တွေကတော့ပြောင်းနေရှိရပြောင်းနေရှိရပါတော့ဟုတ်ကဲ့သွားတယ်တပတ်ကို9ရက်လောက်သွားတယ်အဲ့လိုရောရှိရလောလောဆယ်ပေါ်နေရောနေတိုင်းတော့မဆွဲသေးဘူးဗျဒီပေါ့နော်ဒါကြတော့ဒါပြည်ဦးလင်းကိုသွားချင်တဲ့သူတွေနော်
ကားနဲ့ဆိုလို့ရှင်ဘယ်လိုပဲဖြစ်ဖြစ်အချင်းကပေးရတယ် ပေးရတယ်ဆိုတော့လိန်နဲ့ဓာတ်ရိုက်တနားခွဲကျော်လောက်ပဲကြာ တနိုင်ခွဲချက်လောက်ပဲကြားဆိုတော့ဒါကောင်းလာတာပေါ့နော် ကောင်းလား ။ကြာခုလေလေနေကအများကြီးထပ်တိုးဖို့ရှိရဆိုတော့ဒါသတင်းကောင်းလေးပေါ့နော်။ဟုတ်ကဲ့ဆိုတော့ဒါကတော့အခုလက်ရှိ information နေနဲ့ဒီလေကြောင်းလိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော် တက်ပြီးတော့ update ဖြစ်တာ update ဖြစ်တာလေးတွေပြပြီးသွားတာဗီဇာအနေနဲ့ကကြတော့ခုနပြောခဲ့သလိုပဲဂျပန်ဗီဇာရှောက်မယ်ဆိုရင်ဘာတွေလို့လဲနောက်အခုလက်သလောပေါ့နော်အရှောက်များနေတဲ့ထိုင်းဗီဇာတွေရှောက်မယ်ဆိုလို့ရှိရင်ဘာတွေလို့လဲဆိုတာလေးပြပြီးသွားပါမယ်ထိုင်းဗီဇာကကြတော့ခုလက်ရှိကအရှောက်များတာကတော့ဒီရိုးတီယာဗီဇာရဲ့60ဗီဇာပေါ့နော်အဲရဲ့60ဗီဇာရှောက်တဲ့သူကများတယ်အဲ့အတွက်လည်းတချို့တွေကြတော့လည်းဘယ်လိုဖြစ်လဲဆိုတော့ဗီဇာလျှောက်တဲ့ခါကျမှဘာတွေလိုအပ်ချက်ရှိလဲလိုအပ်ချက်တွေများပြောင်းလဲသွားပြီလားအဲ့လိုမျိုးလေးတွေမိလာမျိုးရှိတော့အရင်တိုင်းမှာပဲလိုအပ်ချက်ကတော့အများကြီးပြောင်းလဲတာတော့မရှိပါဘူးဒီ6လတက်တန်းကျန်နဲ့တက်တန်းကျန်ရမယ် passport စာအုပ်ရယ်နောက်ကြလို့ရှိရင်ဓာတ်ပုံပေါ့နော်ဓာတ်ပုံတော့နောက်ခံပြအောင်နဲ့ကာလာဓာတ်ပုံဖြည့်ရပါမယ်နောက်အိမ်နောက်စုရှိနောက်ကလေးပေါ့နော်အဲ့ဒါလေးလိုမယ်နောက်အဓိက bank statement ပေါ့နော် bank statement တော့3လအတွင်း statement ထုတ်ထားတယ်ဘဏ်ထဲမှာတော့အနည်းဆုံး330ကနေပေါ်မှာ350ပေါ့နော်အဲ့လောက်ထိရှိရဘဏ်အမောက်ကိုပြပြီးနိုင်တယ်ဆိုလို့ရှိရင်ရပါတယ်နောက်ပြီးတော့ဒီဂျာမစ်စင်အနေနဲ့ကကြတော့နှစ်ပတ်ပေါ့နော်နှစ်ပတ်လို့ပဲပြောလို့ရမယ်တခါကြလို့ရှိရင်လည်းဒီပေါ်မှာမူတည်ပြီးတော့မှပိတ်ရက်တွေခံသွားတာမျိုးနောက်ကြလို့ရှိရင်ဒီတန်ယုံကနေပြီးတော့မှပိတ်ရက်တွေတော့ဒီကြတော့ဒီမြန်မာဘက်ကဒီမြန်မာတက္ကသိုလ်အနေနဲ့ပိတ်ရက်တွေမျိုးဆိုလို့ရှိရင်တော့နည်းနည်းလေးအဲ့ထက်ပိုကြသွားတာပဲရှိရပုံမှန်ဆိုရင်တော့နှစ်ပတ်ကတော့ဒါအကြဆုံးပဲပေါ့နော်ဒါလေးကကျတော့ Thai visa နဲ့ပတ်သက်ပြီးတော့မှ TR visa နဲ့ပတ်သက်ပြီးတော့မှ information တွေပြပေးတာပါနောက်တစ်ခုကကျတော့ဂျပန် visa ပေါ့နော်ဂျပန် visa ရှောက်မယ်ဆိုလို့ရှိရင်လည်းတူတူပဲအရင်လိုမျိုးပဲဟိုတော့မရှိဘူးပေါ့နော်ပြောင်းလဲတော့တိတ်မရှိဘူးအဓိကကဒီ passport ဓာတ်ပုံနောက်ပြလို့ရှိရင်အိမ်အောင်စုပေါ့နော်တကောင်စင်းလို့ခေါ်ကြတာပေါ့တကောင်စင်းလိုမဲနော်အလောက်ကိုင်းနဲ့ bank statement ပဲနိုင်ငံကြီးဗီဇာဖြစ်သွားတဲ့အတွက်သူကတော့အလောက်ကိုင်းလေးတော့ပြပေးရတယ်ဒီဂျပန်ဗီဇာရှောက်မယ်ဆိုလို့ရှိရင်လေဂျပန်ဗီဇာရှောက်မယ်ဆိုလို့ရှိရင်တော့အလောက်ကိုင်းအနေနဲ့ကတော့ကိုပိုင်လုပ်တာလားဒါမှမဟုတ်လေပေါ်ဝန်ထမ်းလားပေါ့နော်ဝန်ထမ်းဖြစ်တဲ့ဆိုလို့ရှိရင်တော့ဝန်ထမ်းဗီဇာထောက်ခံစာရဲ့ payslip 3လစာရဲ့ပေါ့နော်ဒါလေးလိုမယ်နောက် bank statement ဆိုလို့ရှိရင်သူကဟောပေါ့3လစာထုတ်ထားတဲ့ bank statement ဖြစ်ရပါမယ်အဲ့ဒါလေးကကျတော့အရင်တိုင်းပဲတမတ်ချက်အနေနဲ့အများကြီးပြောင်းလဲလာမျိုးတော့မရှိဘူးပေါ့နော်နောက်တစ်ခါကျတော့ကိုသွားမဲ့ travel itinerary ပေါ့အဲ့ဒါလေးကိုကျွတ်တင်ပြင်ဆင်တာတွေရှိရမယ်နောက် hotel voucher နောက်လင်းလည်းမဆိုလို့ရှိရင်လည်း तू ကဟိုပါပဲလို့တယ် reservation အနေနဲ့ပဲလောက်ထားတဲ့ဟာမျိုးလေးပေါ့နော် booking လောက်ထားတဲ့ဟာမျိုးလေးပဲပေါ့အဲ့ဒါလေးတင်ပြနိုင်တယ်ဆိုလို့ရှိရင်เนาะဒါ visa အဲ့လေး visa ရှောက်မယ်ဆိုလို့ရှိရင်ဒါလေးလိုအပ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့အခုအရင်တော့ဆိုလို့ရှိရင် embassy တိုင်းရှောက်ရမျိုးရှိရှောက်ခဲ့ရတယ်ပေါ့နော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်เนาะဒီ VFS ဆိုတဲ့ဒီဟိုကလိုပဲအဲ့စင်တာမှာတော့ရှောက်ရတာအဲ့ဒါကြတော့ကန်တာယာမှာရှိရပါတော့။ကန်တာယာမှာရှိရဲလိပ်စာကတော့တကယ်လို့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ဒီ Facebook Messenger အနေပဲဖြစ်ဖြစ်မြင်လို့ရတယ်ပေါ့နော်။ဆိုတော့နည်းနည်းဒါ information လေးတွေကတော့ပြောတာလေးတော့ညာသွားပြီဆိုတော့အမတို့ရဲ့ဒီရုံးချိန်လေးတွေပြသွားမယ်ပေါ့နော်။အပတ်စဉ်တိုင်းလည်းဒီရုံးချိန်လေးတွေပြပေးသွားတယ်။ဘာလို့လဲဆိုတော့အဲ့ဒီကြတော့လေအခုချိန်ဒီရောက်ထွေးနေတော့မဟုတ်လို့လေ။ဆိုတော့ဟိုပါပေါ့နော်။ပို့ပြီးမမိသွားအောင်လို့ရှင်းပြသွားပေးမယ်ပေါ့နော်။ဆိုတော့ရုံးချိန်နေနေကကြတော့ညီမတို့ဒီ Win Travel မှာကရုံးရှိတယ်ဒီစမ်းချောင်းခေမာလန်းမှာကြတော့ဒီစမ်းချောင်း Win Travel မြန်မာစမ်းချောင်းပေါ့နော်အဲ့ဒါကကြတော့ရုံခွဲနေနေရှိတယ်ဒီကြရင်ဒီ52လမ်းဟဲ့တော့ပြင်ပေါ့နော်ဒါကတော့ရုံချိန်နေကတော့နှစ်ရုံစလုံးကတော့မနေ့ Monday to Friday ဆိုလို့ရှိရင်မနေ့9နာရီကနေပြီးမှညနေ9နာရီအထိဟုတ်ပိတ်ရစနေနေ့ခုနေဆိုလို့ရှိရင်ချိန်လေးပြပြပေးပါအောင်စနေနေ့ဆိုလို့ရှိရင်တော့မနေ့9နာရီကနေနေ့လယ်10နာရီထိပါဗျဟုတ်စနေကတော့ညီတို့ပိတ်ရဖြစ်တာပေါ့နော်ကျန်တဲ့အချိန်လေးတွေရုံးချိန်ပြင်မှာဆိုလို့ရှိရင်တော့ဂျူဒီဆိုင်လေးတွေနဲ့ Facebook ဒီမတို့ဒီ social platform တွေပေါ့နော်အဲ့အနေပြီးတော့မှညနေဆိုလို့ရှိရင်6နာရီကနေပြီးတော့မှည10နာရီထိပေါ့နော်အဲ့ဒါလေးကကျတော့ဟုတ် reply လေးပြန်ပေးပါတယ်ဟုတ်တယ်နောက်ပိတ်ရဒီစနေနေ့လေးဆိုလို့ရှိရင်တော့ညနေဂျူဒီဆိုင်လေးပေါ့နော်6နာရီကနေပြီးတော့မှ8နာရီထိပိတ်ရဆိုလို့ရှိရင်တော့8နာရီထိတဲ့ဒါ reply လေးပြန်နိုင်တာအခြေအနေလေးပေါ့နော်ဒါလေးကကြတော့ဒါဒီရုံးချိန်တွင်းလေးတွေပြပေးသွားတာဖြစ်ပါတယ်ဆိုတော့ဒီတစ်ပတ်မှာတော့ဒီခု ticket နဲ့ visa နဲ့အကြောင်းလေးပြသွားပေးတယ်နောက်တစ်ပတ်မှာဆိုလို့ရှိရင်တော့ဘယ်လိုစီစဉ်ဘာအကြောင်းအရာလေးတွေပြောမလဲဆိုတာကိုကြည့်ရှုရင်းနဲ့မှဖတ်မြော်ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်